Easter Sunday လို့ခေါ်တဲ့ Resurrection Day မြန်မာလိုဆိုရင်ရှင်ပြန်ထမြောက်ရာနေ့ဒီနေ့ဟာယုံကြည်သူခရစ်ယာန်ဘာသာဝင်တွေအတွက်ဘာကြောင့်မလို့အရန်အရေးကြီးတဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ရတာလဲဆိုတဲ့အကြောင်းကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးမှာကျွန်မဝင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ Easter Sunday ကိုတနည်းအားဖြင့် Resurrection Day ပြီးတော့မြန်မာလိုဆိုရင်ရှင်ပြန်ထမြောက်ရာနေ့လို့လည်းခေါ်ကြတယ်ဆိုတော့ဘာဖြစ်လို့ဒီနေ့ကို Resurrection Day လို့ခေါ်ရလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကယေရှုခရစ်တော်ဟာကားတိုင်းပေါ်မှာနော်လူသားတွေအားလုံးအတွက်အသေးခံပေးခဲ့တယ်အသေးခံပြီးတော့3ရက်မြောက်နေ့ဒီ Resurrection Day မှာယေရှုခရစ်တော်ဟာပြန်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့တာဖြစ်တယ်ဆိုလိုတာကတော့အသက်ပြန်ရှင်ခဲ့တယ်ဒီ Easter Sunday ဟာဘာနေ့လဲဆိုရင်ယေရှုခရစ်တော်ဟာတည်ခြင်းကိုအောင်မြင်တဲ့ဖရားဖြစ်တယ်ဆိုတာကိုသက်သေထူတဲ့နေ့ဖြစ်တယ်ပြီးတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီ Resurrection Day ဆိုတာကကျမတို့ခရစ်ယာန်ယုံကြည်သူအားလုံးရဲ့ Foundation of Faith လို့ပြောတဲ့ခရစ်ယာန်ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဒီ Resurrection Day တာမရှိခဲ့ဘူးယေရှုခရစ်တော်သာအဲ့ဒီနေ့မှာအသက်ပြန်မရှင်ခဲ့ဘူးဆိုရင်ဒီနေ့ဒီချိန်မှာဒီခရစ်ယာန်ဘာသာကိုဆိုတာလည်းရှိမှာမဟုတ်ဘူးယေရှုခရစ်တော်ဟာကားတိုင်းပေါ်မှာเนาะအသက်အသေးခံပြီးတော့3ရက်မြောက်နေ့မှာဒါသူပြန်ပြီးအသက်မရှင်ခဲ့ဘူးဆိုရင်ယေရှုခရစ်တော်ကိုကျမတို့ကအသက်ရှင်တဲ့ဖခင်အဖြစ်ယုံကြည်တယ်လို့ပြောနေတဲ့အရာတွေဒီအလကားဖြစ်သွားမှာဖြစ်တယ်။ဒါပေမဲ့ယေရှုခရစ်တော်ဟာတကယ်ပဲကားတိုင်းပေါ်မှာကျမတို့လူသားတွေအားလုံးရဲ့အပြစ်တွေသူ့မှာဘာအပြစ်မှမရှိဘဲနဲ့သူအသေးခံခဲ့ပြီးတော့3ရက်မြောက်နေ့မှာတကယ်ကိုပဲအသက်ပြန်လဲရှင်ခဲ့တာဖြစ်တယ်။ဆိုတော့ယေရှုခရစ်တော်အသက်ရှင်တဲ့အရာကိုသူ့ရဲ့တပည့်တော်12ပါးကလည်းမြင်ခဲ့တာဖြစ်တယ်ပြီးတော့လူပေါင်း900ကျော်ကလည်းယေရှုခရစ်တော်ရဲ့เนาะအသက်ပြန်ရှင်ခဲ့တဲ့ခန္ဓာကိုယ်ကိုမြင်တွေ့ခဲ့ကြတာဖြစ်တယ်ခရစ်ယာန်တွေအတွက်ပဲမဟုတ်ဘဲနဲ့လူသားတွေအားလုံးအပြစ်ကနေလွတ်မြောက်ခွင့်ရတဲ့နေ့ထူးနေ့ရက်တည်းလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Easter Sunday နေ့ဟာနော်ကျမတို့လူသားတွေအားလုံးအတွက်မျှော်လင့်ချက်အသစ်ကိုရရှိတဲ့နေ့လည်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့လူသားတွေအားလုံးဟာနော်ကျမတို့ရဲ့ကောင်းမှုကုသိုလ်ကျမတို့ရဲ့လှုပ်ဆောင်ခြင်းကိုဒါတိုင်းတာမယ်ဆိုရင်ကုသိုလ်တပည့်ငရဲတပိတ်တာလို့ပြောတဲ့အတိုင်းပဲကျမတို့လူသားအားလုံးဟာငရဲကိုသွားမဲ့လူတွေကြီးပဲဖြစ်တယ်။ကျမတို့ရဲ့အကျင့်အတိုင်းသာကျမတို့စီရင်မယ်ဆိုရင်ကျမတို့အားလုံးဟာငရဲသွားမဲ့သူတွေကြီးပဲဖြစ်တယ်။ဒါပေမဲ့ယေရှုခရစ်တော်ဟာကျမတို့အားလုံးအပြစ်တွေကိုစားအသားတိုင်းပေါ်မှာအသေးခံပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒီဟာကိုကျမတို့ကယုံကြည်လက်ခံတော်သူတိုင်းဟာဆိုရင်ကျမတို့အသက်သေးတဲ့ခါမှာကျမတို့ဝိညာဉ်ငရဲကိုမသွားရတော့ဘူးကျမတို့ကထာဝရအသက်ရှင်ခြင်းဆိုတဲ့ခရစ်တော်ကနော်အသက်သေးပြီးတော့ပြန်လဲရှင်ပြန်ထမြောက်ခဲ့တဲ့အတိုင်းပဲကျမတို့ယုံကြည်သူများဟာလည်းကျမတို့ဒီခန္ဓာကိုယ်ကြီးတည်ဆုံးသွားပြီမဲ့လေကျမတို့ဟာဘယ်တော့မှမပြောက်ပြတ်မပျက်စီးမဲ့ဒီခန္ဓာကိုယ်အသစ်နဲ့ပြန်ပြီးတော့ယေရှုခရစ်တော်ကဲ့သို့ပြန်လဲပြီးတော့အသက်ရှင်မယ်ဆိုတဲ့မျောလင်းချက်ကိုကျမတို့ကရရှိတဲ့နေ့ဖြစ်တယ်။အဲဒါကြောင့်မလို့ကျမတို့လူသားတွေဟာနော်ကျမတို့အပြစ်ဘလောက်ပဲလုပ်ခဲ့ပါစေ။နော်ကျမတို့ဟာဘလောက်ပဲစိုးသွမ်းတဲ့သူဖြစ်ခဲ့ပါစေ။နော်ယေရှုခရစ်တော်ရဲ့ကားတိုင်းပေါ်မှာပြုလုပ်ပေးခဲ့တဲ့နော်ကျမတို့အတွက်ကျမတို့အပြစ်ကိုနော်ဆေးကြောပေးခဲ့တဲ့အသက်ပေးခဲ့တဲ့အရာကိုဒါကျမတို့ကလက်ခံပြီးတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးဟာတည်ဆုံးသွားပြီမဲ့လေကျမတို့ဟာဝိညာဉ်ဟာပြန်လဲပြီးတော့အသက်ရှင်ပြီးတော့เนาะဘယ်တော့မှမပြောက်ပြက်မပျက်စီးပဲနဲ့ထာဝရဘုရားသခင်နဲ့အတူနေထိုင်သွားနိုင်မယ်ဆိုတဲ့ဒီမျှော်လင့်ချက်ပေါ့เนาะအဲ့ဒီမျှော်လင့်ချက်ကိုရတဲ့နေ့ဖြစ်ပါတယ်ဆိုတော့ဒီ Easter Sunday လို့ပြောတဲ့ Resurrection Sunday ရှင်ပြန်ထမြောက်ရာနေ့ဟာဆိုရင်ကျမတို့ယုံကြည်သူအားလုံးအတွက်အောင်ပွဲခံတဲ့နေ့ဖြစ်တယ်ပြီးတော့ကျမတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားသခင်ဟာအသက်ရှင်တဲ့ဘုရားသေခြင်းကိုအောင်မြင်တဲ့ဖရားဖြစ်တယ်ဆိုတာကိုကျမတို့တက်တည်ပြနိုင်တဲ့နေ့ဖြစ်တယ်ပြီးတော့ကျမတို့ဒီခရစ်ယာန်တွေအားလုံးအတွက်ပဲမဟုတ်ဘဲနဲ့ကဘာသူကဘာသားလောကသားအားလုံးလူသားတွေအားလုံးရဲ့အပြစ်အတွက်ဖရားသခင်ဟာကားတိုင်းပေါ်မှာအသေးခံခဲ့တယ်သွေးသွင်းခဲ့တဲ့အပြစ်တွေအားလုံးကိုဘုရားသခင်ကစေးကြောပေးခဲ့ပြီးတော့เนาะပြန်လဲပြီးတော့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းအသစ်တွေပေးခဲ့တဲ့နေ့ဖြစ်တယ်။ယေရှုခရစ်တော်နော်ကားတိုင်းမှာအသေးခံပြီးတော့ပြန်ပြီးတော့အသက်ရှင်ခဲ့တယ်ဆိုတာကိုကျမတို့တွေကယုံကြည်တယ်လက်ခံတယ်အဲဒါကြောင့်မလို့ကျမတို့ယုံကြည်သူဖြစ်တယ်ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဒီအရာကိုမယုံကြည်တဲ့သူတွေရှိတယ်လက်မခံတဲ့လူရှိတယ်။ဆိုတော့အဲ့ဒီသူတွေအတွက်ကျမကနောက်ထပ်ဗီဒီယိုမှာယေရှုခရစ်တော်ကနော်အသက်သေဆုံးပြီးတော့နော်
တကယ်ကိုအသက်ပြန်ရှင်ခဲ့ပါတယ်ဆိုတော့ evidence လို့ပြောတဲ့ဒီတက်သေး5ခုကိုကျွန်မပြန်ပြီးတော့ဝေမျှပေးမယ်ဆိုတော့စိတ်ဝင်စားရဲဆိုရင်နောက်ထပ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါလိုမျိုးနော်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားရဲဆိုရင်ကျမတို့ရဲ့ဒီ Believers Channel လေးကို follow လုပ်ထားပေးပါ YouTube မှာရှိပါတယ် Facebook မှာလည်းရှိပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ May God bless you all